စိတ်ချမ်းသာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပစ္စည်းဥစ္စာချမ်းသာတိုင်းစိတ်ချမ်းသာတယ်လို့မအောင်မေ့လိမ့်နဲ့ပစ္စည်းဥစ္စာချမ်းသာပြီးစိတ်ဆင်းရဲနေတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲပစ္စည်းချမ်းသာတာစိတ်ချမ်းသာတာနဲ့တခြားစီပဲเนาะလူတွေမှာပူမှုတွေနဲ့နေကြတယ်တောကเนาะစိတ်ချမ်းသာတဲ့လူကလည်းတောကတွေပိုးတယ်ပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်เนาะပစ္စည်းဥစ္စာအတွက်တောကဖြစ်တယ်သားသမီးရှိတဲ့ပုဂ္ဂိုလ်ကသားသမီးအတွက်တောကဖြစ်ရတယ်နော်ကားရှိတဲ့ပုဂ္ဂိုလ်ကကားအတွက်တောကဖြစ်တယ်တိုက်ရှိတဲ့ပုဂ္ဂိုလ်ကတိုက်အတွက်တောကဖြစ်တယ်အားလုံးဟာတောကလေးတွေနဲ့ပဲနေကြတာအဲ့ဒီတောကဆိုတာဒေါမနတပဲဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဝေဒနာတစ်ခုပဲပေါ့အဲ့ဒါလည်းပဲအကုသိုလ်ပဲပေါ့အေးဒါကြောင့်မလို့တောကကင်းအောင်နေခြင်းလို့ရှိရင်ဘာလုပ်ရမလဲလို့ဆိုရင်တွေ့တာမှုတွေကိုရှော့ရတယ်တွေ့တာမှုရှိလေလေတောကကြီးလေလေတွေ့တာမှုကြီးလေလေတောကကြီးလေလေတွေ့တာမှုရှိသူတိုင်းတောကရှိတယ်ရှောင်လွဲလို့မရဘူးတစ်ပင်ရှိရင်တစ်ရိပ်ရှိမှာပဲပေါ့ဘာဖြစ်လို့တော့ဆိုတောကဆိုတာတွေ့တာမှုရဲ့အရေးပဲလေသူကတွေ့တာမှုကိုမဖြောက်ဖဲနဲ့တောကဆိုတာဖြောက်လို့မရဘူးတဲ့နော်စဉ်းစားကြည့်ပေါ့ဒီတဲ့ထင်ရှားတဲ့ဥပမာလေးတစ်ခုပြောမယ်ကိုကအိမ်တစ်လုံးပိုင်ထားတယ်ဆိုပါစို့ဟောအဲ့ဒီအိမ်တစ်လုံးပိုင်ထားတဲ့အခါဆောင်းရာသီတို့နွေရာသီတို့ဗမာပြည်မှာဒီဟာမီးကခဏခဏလောင်တတ်တယ်မဟုတ်လားမီးမစိုးရင်ရဘူးလားစိုးရင်လည်းဆိုကြတဲ့တောကလေကိုယ့်အိမ်မှာမီးစိုးရင်ရဟောစိုးရင်နေတာတောကကဲအဲ့ဒီအိမ်လေးကိုကြိုက်တဲ့ဈေးရလို့ရောင်းပလိုက်တယ်ရောင်းပလိုက်တဲ့အခါကျတော့အဲ့ဒီအိမ်လေးပေါ်မှာတောကဖြစ်သေးလားဘာလို့တော့ကိုမမပိုင်တော့တာကိုဟာလို့မတတ်မှတ်တော့ဘူးလေအဲ့တော့ကိုဟာလို့တတ်မှတ်မှတောကဆိုတာဖြစ်တာအဲ့ဒါကြောင့်မလို့အဲ့တော့တလောကလုံးကိုကိုဟာလို့မတတ်မှတ်နဲ့ကိုတောင်ကိုဟာလို့မတတ်မှတ်ဘူးဆိုလို့ရှင်တောကဘယ်သူ့အတွက်မှဖြစ်တော့ဘူးလေဒါကငါသားဒါကငါသမီးဒါကငါပစ္စည်းဒါကငါအမေဒါကငါအမငါမောင်နှမစသဖြင့်ငါနဲ့သိမ့်ပိုက်ထားတာမှန်တယ်များတောကဖြစ်เสียကြီးပဲနောက်ဆုံးမှာငါဆွေမျိုးငါတငယ်ချင်းဆိုတာပါသေးတယ်ငါပစ္စည်းငါဥစ္စာဟောအဲ့ဒါလို့တွေ့တာမှုကိုအခြေခံပြီးတော့ထင်မြင်ယူဆမှုသိမ့်ပိုက်မှုတွေရှိနေသေးတယ်များကာလပတ်လုံးသူတို့အတွက်မှာတောကဖြစ်မှာပဲနောက်ဆုံးမှာလူတွေကပြောကြတယ်သူကတော့အပြိုကြီးတကိုယ်တည်းနေတာလူပြိုကြီးတကိုယ်တည်းနေတာစိုးရင်စရာဘာမှမရှိဘူးဆိုမလေးသားတော်ပေါ်သေးတယ်သူကနော်ကျိုးရှိပဲနဲ့ကျိုးရှုပ်တယ်ဆိုတာအဲ့ဒါခေါ်တာသူကပို့ပြီးတော့တောကများသေးတယ်တောကမရှိရင်ရှိတဲ့တောကသူရှာပြီးတော့ကြံပြီးတော့ထားလိုက်သေးတယ်အိမ်ပေါ်မှာတောကတွေတထွေးကြီးတင်ထားတာနော်အဲ့တော့တောကဆိုဒီမှာတွေ့တာမှုတွေကိုအခြေခံပြီးတော့လာတယ်နောက်ဆုံးဘယ်သူမှတွေ့စရာမရှိရင်ကိုယ့်ကိုတွေ့တယ်လေကိုယ့်တွေ့ရင်လည်းကိုယ့်အတွက်တောကပဲဖရာယနာဖြစ်သွားရင်စဉ်းစားကြည့်ဖရာယနာဖြစ်သွားပြီဆိုတာဟာဘယ်သူကမှမတွေ့ဘူးသူ့ကိုယ်သူလည်းမတွေ့တော့ဘူးသူ့အသက်ကိုလည်းမတွေ့ဘူးသူ့ခန္ဓာကိုလည်းမတွေ့ဘူးသူတွေ့စရာဆိုတော့ဘာမှမရှိတော့ဘူးဆိုတော့တောကပဲရလာမှာတော့လာစရာမရှိတော့ဘူးလေတောကလမ်းကြောင်းတွေအကုန်ပိတ်သွားပြီတောကလာတာတွေ့တာမှုလမ်းကြောင်းကလာတာလေအတွေ့တာမှုတွေအကုန်လွတ်လိုက်တယ်လူတွေမှာဒီပြင်တွေ့တာမှုတွေဘလောက်ဖြတ်ဘုန်းကြီးတွေရောတောကမရှိဘူးလားရှိတယ်လေနော်ဘာလို့လဲဆိုငါเจ้าတို့ငါတကာတို့ငါတကမဆိုတာဒါရှိသေးတာဟုတ်နော်ကားပိုင်ရင်လည်းငါကားဆိုတာလေးရှိသေးတယ်အဲ့ဒါရှိနေတော့တောကရှိအောင်မှာပဲသို့တော့ပိုင်ဆိုင်တိုင်းတောကဖြစ်သလားလို့ဆိုမဖြစ်ဘူးနော်ပိုင်ဆိုင်တာနဲ့တောကဖြစ်သလားဆိုမဖြစ်ဘူးတွေ့တာမှတောကဖြစ်တယ်အဲ့တော့မတွေ့တာအောင်ရှော့ချထားရမယ်ဒီလိုဆိုလိုတာနော်စိတ်ကိုထိန်းနေဆိုမတွေ့တာအောင်ရှော့မတွေ့တာရင်တူတူနေလို့ရပါမလားဆိုရတယ်မတွေ့တာကဆိုပါစို့စဉ်းစားကြည့်အောင်တစ်ခုတွေ့တာတယ်ဆိုတာဂျားထဲမှာအနှောင်ဖွဲ့ကလေးတစ်ခုဖြစ်နေဆိုတော့ကိုယ်စိတ်နဲ့ကိုကြိုက်တဲ့နှစ်သက်တဲ့အာယုံလေးတစ်ခုကြားမှာသူကအတွေ့လေးတစ်ခုရှိနော်ဆိုပါစို့ဒီပစ္စည်းနှစ်ခုကျိုးလေးနဲ့ပူးပြီးတော့ခြိထားတယ်အလဲကောင်မှာကျိုးလေးထည့်ထားတယ်ဆိုဒီပစ္စည်းယူလိုက်ရင်ဟိုပစ္စည်းကပါလာမှာဟိုပစ္စည်းယူလိုက်ရင်လည်းဟိုပစ္စည်းကပါလာမှာဘာလို့လဲဆိုအလဲကောင်မှာကျိုးနဲ့တွဲထားတာနော်အဲ့ဒီတွဲထားတဲ့ကျိုးလေးကိုဖြုတ်လိုက်
ဒီပစ္စည်းနှစ်ခုတစ်ခုဆွဲရင်ကျန်တာပါပါမလားအဲ့ဒီတဲ့ထင်ရှားတဲ့ဥပမာလေးတစ်ခုပြောမယ်စာရွက်ကလေး2ရွက်ထပ်ထားတဲ့အခါမှာဒီ1ရွက်ယူရင်1ရွက်ပဲပါတယ်2ရွက်လုံးမပါဒါပေမဲ့စာရွက်လေးနှစ်ခုကထိမနေဘူးလားတူတူထိနေတာသူကသူဈာထဲမှာဘာမှဒီတွေ့တာထားတာမရှိဘူးဆိုလို့ရှိရင် तू ကလွတ်လွတ်လပ်လပ်ကလေးပဲဘယ်ခါကင်လိုက်ပုတ်ကြည့်ရွေ့ဟုတ်ကလားဈာထဲမှာဂလူးကော်လေးထည့်ကြည့်လိုက်ပါလားကော်လေးထည့်လိုက်ရင်အဲ့ဒီစာရွက်ဟာရွှေ့လို့ရသေးလားမရတော့ဘူးအဲ့ဒီကော်စေးလေးကိုဖြုတ်လိုက်လို့ရှိရင်ဒီစာရွက်နှစ်ခုကလွတ်လွတ်လပ်လပ်ဖြစ်မသွားဘူးလားအေးကော်စေးကိုဖြုတ်ခိုင်းတာဗျာနော်ဒါကြတော့ဟိုပစ္စည်းတွေအကုန်လှုပ်ခိုင်းတာလို့အောင်းမိတ်ပစ္စည်းပေါ်မှာတန်ရောစဉ်စပစ္စည်းဆိုတာသုံးဖို့ထားမှာပဲဟုတ်လားပစ္စည်းဆိုတာကိုချမ်းသာဖို့ကိုမိဘတွေချမ်းသာဖို့ကိုဆွေမျိုးတွေချမ်းသာဖို့ကုသိုလ်ကောင်းမှုပြုဖို့ပစ္စည်းဆိုတာရှိရပစ္စည်းရှိတိုင်းတွေ့တာတယ်လို့ပြောလို့မရဘူးမတွေ့တာပဲနဲ့လည်းရှိလို့ရတယ်လေအဲ့ဒါကိုအထင်လွဲပြီးတော့မြတ်စွာဘုရားကိုတောင်ဆွဆွဲတာတွေရှိတယ်လေ